ရှိရဲ့အလိုက်ခေါ်တာရလို့ Paris ကိုသွားရတော့မယ်။ညံပြောရပါဝေးကိုထွက်ခွာမယ်ချင်ရတဲ့မွေးတော့ဘူးငါစနေမနိုင်နေပြဿနာထွန်လူမတပဲမင်းသိမှာပါဒီဘာကိုထွက်ခွာမယ်ချင်ရတဲ့မိုးချိန်လိုပဲငါစနေခံစားချက်များစွာအောက်ထွန်လူမတပဲမင်းသိလို့လဲတပတ်ကတော့ရမှာ是你的对手 baby ချိန်များကူစားမှာပေါ့ဇာလာရဲ့မေးကြမယ်လို့ခွေကလေးနဲ့ပြောတဲ့စကားကမာစီမာပြီပေါ့မင်းသိနိုင်မလားတနေ့တည်းတွေ့မှာပေါ့ညနေဒီယူသွန်နေလို့မင်းကရောမတိပတ်ချမ်းမအမလားရှိပါစေတော့မင်းမလို့လေပိုင်ထွက်ပေါ်တော့တန်ဆုံတွေ့မယ်မနှက်ပန်းရှိဘူးပေါ့မင်းရှိတော့လေငါရဲ့ဒီတန်ခီငါဘလို့ရှိစေရမယ်ရှင်နေတဲ့ဒီဆုံးလေးရင်ဒီနဲ့ပြီးပိုင်ထွက်ပေါ်တော့တွေ့မယ်မနက်အနေကိုမောနင်းရှိတော့တဲ့ငါရဲ့ဒီတခီငါဘလို့ရှိစေရမယ်ရှင်ရဲ့ဒီဆုံးလေးပြီးရှင်ရဲ့ဒီဆုံးချစ်တဲ့ရည်ကြီးရဲ့အရာအများကြီးပါသူ့ချိုးကိုမချစ်လို့မဟုတ်ပါဘူးသူ့ရဲ့ရွေးချယ်မှုအတွက်ခွင့်လို့ပြပါနော်